မင်းစားပြီးတာနဲ့ချက်ချင်းအိတ်လာတဲ့လှဲချက်လိုက်တာမျိုးဒါမှမဟုတ်ရေနွေးချမ်းပူပူလေးတောက်လိုက်တာမျိုးလုပ်တတ်ပါသလားဒါဆိုရင်တော့တင်ဟာတင့်အစာအိမ်ကိုတင်ကိုယ်တိုင်ဒုက္ခပေးနေတာပါပဲကျွန်တော်တို့မြန်မာလူမျိုးတွေလုံးလိရှိတဲ့ဒီအကျင့်တွေကရေရှည်မှာဘာဖြစ်စေနိုင်လဲဆိုတာဆရာဝန်တယောက်အနေနဲ့ပြောပြပေးပါမယ်၁ချက်ချင်းအိတ်ချင်းပထမဆုံးတစ်ချက်ကတော့စားပြီးပြီးချင်းလှဲအိတ်တာပါထမင်းစားပြီးလှဲလိုက်တဲ့အခါအစာအိမ်တွေကအစာကြေအက်ဆစ်ဒီဟာအပေါ်ကိုပြင်ဆန်တက်လာပြီးရင်ပူတာအစာမကြေတာနဲ့ရေရှည်မှာ GERD လို့ခေါ်တဲ့အစာရေမျိုးပြုံကြောင်ရမ်းတဲ့ယောဂါကိုဖြစ်စေနိုင်ပါတယ်အနည်းဆုံး2 နာရီလောက်ကြာမှအိတ်တာအကောင်းဆုံးပါ2လက်ဖက်ရည်သို့မဟုတ်ရေနွေးချမ်းတောက်ခြင်းဒုတိယတစ်ချက်ကတော့ရေနွေးချမ်းတောက်တာပါလက်ဖက်ရည်မှာပါတဲ့ tannic acid ဟာကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေကတန်ထသို့မဟုတ်အာယင်းဆုပ်ယူမှုကိုဟန့်တားပစ်လိုက်ပါတယ်ဒါကြောင့်အားမရှိသလိုခံစားရတာသွေးအားနည်းတာမျိုးဖြစ်တတ်ပါတယ်အနည်းဆုံး1 နာရီလောက်ချားပြီးမှတောက်ပေးပါ3တစ်တီစားခြင်းနောက်ဆုံးတစ်ချက်ကတော့ထမင်းစားပြီးအချိုးပွဲအနေနဲ့တစ်တီစားတာပါတစ်တီတွေကအစာအိမ်ထဲမှာလေပွားတာဗိုက်ကဲတာကိုဖြစ်စေနိုင်လို့ထမင်းမစားခင်1 နာရီဒါမှမဟုတ်စားပြီး2 နာရီကြာမှစားတာကအာဟာရကိုအပြည့်အဝရစေပါတယ်ဒီအချက်တွေကိုရှောင်ကျဉ်ပြီးတင်းရဲ့အစာအိမ်ကိုကာကွယ်လိုက်ပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like ပေးပြီးတင်းတငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါဦးနော်အခုလိုကျမ်းမာရေးဗဟုသုတတွေကိုအမြဲလေ့လာဖို့ Arojan ကို follow လုပ်ထားဖို့မမေ့ငင်နော်အားလုံးပဲကျမ်းမာကြပါ